Hello အားလုံးပဲမင်္ဂလာပါ Cryptocurrency Daily မှာ YouTube channel ကြိုဆိုလိုက်ပါတယ်ဒီနေ့ viewer ဆိုရင်တော့ဒီတစ်ပတ်တာအတွင်းထွက်ဖို့ရှိရဲ့ crypto သတင်းတွေကျွန်တော် crypto price ဘယ်သွားမလဲဆိုတဲ့အရာတွေနဲ့ economy သတင်းတွေဘယ်လိုအခြေအနေရှိမလဲဘယ်အရာတွေ view ဆိုင်ရမလဲအရာတွေကိုပြောပြပေးသွားမယ် Bitcoin technical analysis လုပ်ပေးသွားမယ် video ပဲဖြစ်ပါတယ်တင်ကျွန်တော် YouTube channel ကိုကူးမရောက်လာလို့ဆိုရင်တော့ကျွန်တော် video လေးကို like and subscribe လုပ်ပေးပါလို့ပြောချင်ပါတယ် disclaimer ဒီ video မှာပေါင်းသောအကြောင်းအများကြီးဖြော်ပြီးနေတဲ့သတင်းချရတာဖြစ်ပါတယ်ငွေကြေးချမျိုးများလုံးဝမဟုတ်ကြောင်းပြောချင်ပါတယ်အဲ့တော့စလိုက်အောင်အဲ့တော့ပထမဆုံး crypto သတင်းတစ်ခုကတော့ကျွန်တော်တို့ June 30ရက်နေ့မှာ OP token ဆိုရင်တော့ unlock လုပ်မှာဖြစ်ပါတယ်ဒီ OP token ဆိုရင်တော့ 31.34 million token ကို unlock လုပ်မှာဖြစ်ပြီးတော့ကျွန်တော်ဒေါ်လာတန်ဖိုးအပြင်ဆိုရင်တော့16 million ဖြစ်ပါတယ်ဒီ OP token 31.34 million token ဆိုရင်တော့ဒီ level နေတဲ့ OP token အားလုံးနေရာမှာ level နေတဲ့ supply ရဲ့ 1.79% ပဲဖြစ်ပါတယ်ဒီဥစ္စာဆိုရင်တော့ကျွန်တော် market ထဲမှာအကေတက်နေရဆိုရင်တော့ရောင်းချခြင်းခံရနိုင်ပါတယ်အဲဒါကြောင့်16 million တန်ဖိုးအားဖြင့်ကျွန်တော် sell pressure market ထဲဝင်လာနိုင်တဲ့အခြေအနေရှိရဆိုတာကိုသိနေနဲ့သိထားပါမယ်နောက်တစ်ခုကတော့ကျွန်တော် July 1ရက်နေ့မှာ Sui token unlock ဖြစ်မှာပဲဖြစ်ပါတယ် Sui token ဆိုရင်တော့44 million unlock လုပ်မှာဖြစ်ပြီးတော့ဒေါ်လာတန်ဖိုးအပြင်ဆိုရင်118 million ဖြစ်ပါတယ် supply အပြင်ဆိုရင်တော့ကျွန်တော်တို့ total supply ရဲ့ကျွန်တော်တို့ 1.3 ရာခိုင်နှုန်းသာ release လုပ်မှာဖြစ်ပေမဲ့လို့ကျွန်တော်တန်ဖိုးအဖြစ်ဆိုရင်118 million ဖြစ်တာကြောင့်အကေး Sui ကိုရောင်းမယ်လို့ယူဆထားတဲ့လူတွေအဲ့ဒီထဲမှာပါတယ်ဆိုရင်တော့တင့်နေနဲ့ market ထဲမှာ sell pressure အနေနဲ့ဟိုအနှဲငယ်ကိုတွေ့ရနိုင်ပါတယ်ဘာဖြစ်လဲဆိုရင် Sui token အကေးလက်ရှိတက်နေရဆိုရင်လူတွေကရောင်းချမှာဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်သတိထားပါနောက်ဆုံး coin တစ်ခုကတော့ကျွန်တော်တို့ July 2ရက်နေ့မှာ unlock လုပ်မယ်ကျွန်တော် ENA token ပဲဖြစ်ပါတယ်ကျွန်တော် ENA token ဆိုရင်တော့40.63 million ကျွန်တော် token အဖြစ် release လုပ်မှာဖြစ်ပြီးတော့တန်ဖိုးအဖြစ်ဆိုရင်တော့ဒေါ်လာ10သန်းပဲဖြစ်ပါတယ်10သန်းပဲဆိုရင် supply ရဲ့အနေထားအရကြည့်မယ်ဆိုရင်တော့ 0.67% အရ7% သာဖြစ်တဲ့အတွက်ကြောင့်ဒီ ENA token ကတော့ကျွန်တော် price ပေါ်တော့အရင်တက်ရောက်သွားမယ်လို့တော့မထင်ပါဘူးအဲ့တော့ ENA လေ release လုပ်ဖို့ရှိတဲ့ကြောင့် ENA တက်ပြီးဆိုရင်တင်နေတဲ့တတိထားမယ်အရာပဲဖြစ်ပါတယ်ဒါကတော့ crypto သတင်းတွေဖြစ်ပြီးတော့ကျွန်တော်တို့နဲ့ economy သတင်းဘက်ကိုသွားလိုက်အောင်အဲ့ကျွန်တော်ပထမဆုံး economy သတင်းသတိထားမယ်ဒီဘက်မှာသတင်းတစ်ခုကတော့ကျွန်တော် jaw opening ပဲဖြစ်ပါတယ် jaw opening ကဆိုရင်တော့8နာရီခွဲမှာဆိုရင်ကျွန်တော် release လုပ်မှာပါဒါမြန်မာစံတော်ချိန်ပဲဖြစ်ပါတယ်ကျွန်တော် jaw opening ကဆိုရင်အလုတ်ကိုင်းဖွင့်ထားတဲ့အရေးအတွက်ကိုအလုတ်ကိုင်းအဖွင့်ထားတဲ့အရေးအတွက်ပဲဖြစ်ပါတယ်လို့ jaw opening ကဆိုရင်အလုတ်ကိုင်းဖွင့်ထားတဲ့အရေးအတွက်ရဲ့ report ပဲဖြစ်ပါတယ်ဒီအလုတ်ကိုင်းဖွင့်ထားတဲ့အရေးအတွက်ကမျှော်လင့်ထားတဲ့မြင့်တက်လာတယ်ဆိုရင်များလာအဖြစ်ဆိုရင်အပြင်မှာအလောက်ကိုင်များနေရလို့ဖော်ပြရဖြစ်ပြီးတော့ဒါဆိုရင်ကျွန်တော်လူတွေအတွက်အခြေအနေကောင်းတယ်ပေါ့နော်အဲလူတွေအတွက်အလောက်ကိုင်များတယ်ဆိုရင်လူတွေပတ်စံရှာနိုင်မယ်အဲ့လိုဥစ္စာဖြစ်ပါတယ်တစ်ဖက်မှာကြည့်မယ်ဆိုရင်တော့ကျွန်တော်အလောက်ကိုင်ဖွင့်ထားတဲ့အရေးအတွက်ကကြာဆင်းလာမယ်ဆိုရင်တော့ Federal Reserve အနေနဲ့ Labor Market ကအလုံသမား market အခြေအနေမကောင်းဆိုပြီးယူဆပြီးတော့ကျွန်တော် interest rate ချဖို့အတွက်လှုံ့ဆော်နိုင်မယ့်အခြေအနေကိုဖြစ်လာနိုင်ပါတယ်။ဒါကိုကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ crypto market အတွက်ကောင်းနိုင်ပါတယ်။ဘာဖြစ်လဲဆိုရင်ကျွန်တော် altcoin တက်ဖို့ဆိုရင်ကျွန်တော် Federal Reserve ရဲ့ interest rate short ချဖို့အတွက်ကျွန်တော်မျှော်လင့်နေရဖြစ်ပါတယ်။ဒါပေမဲ့အလုပ်အခြေအနေဘက်မှာမကောင်းဆိုရင်ကျွန်တော် crypto ဘက်ကိုဆိုရင်တော့တနည်းတစ်ပုံအပြင်ကောင်းနိုင်တဲ့အခြေအနေရှိပါတယ်။ဒါကတော့ပထမဆုံးသတင်းပဲဖြစ်ပါတယ်။နောက်သတင်းတစ်ခုကတော့ကျွန်တော်အနေနဲ့ July 3ရက်နေ့မှာထွက်မယ်ကျွန်တော် non fan payroll ပဲဖြစ်ပါတယ်ဒီဟာဆိုရင်တော့9 PM ညအပိုင်းမှာထွက်မှာဖြစ်ပြီးတော့ကျွန်တော် NFP ကတော့ US economy ထဲမှာအလုပ်လုပ်နေတဲ့အလုပ်သမားတွေရတဲ့အသတင်းပတ်စံပြောင်းလဲမှု data တွေဖော်ပြတဲ့အရာပဲဖြစ်ပါတယ်ဒါကတော့အကြမ်းမြင်ပေါ့ဗျာကျွန်တော် sector တွေဘာတွေတော့ဒီထဲမှာပါသေးတာပေါ့ကျွန်တော်အရင်ဘက်ကဆိုရင်ဒီ non farm employment chain ဆိုရင်ကျွန်တော်တို့အရင်လကပေါ့နော်ကျွန်တော်139သိန်းလောက်ထွက်ထားဖြစ်ပြီးတော့ဒီအပတ်မှာဆိုရင်တော့လူတွေ focus လုပ်တာဥစား120လောက်ပဲနည်းပြီးတော့ထွက်လာမယ်လို့မျှော်လင့်ထားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နဲ့ဒီအပတ်မှာဆိုရင်118နှုတ်121နည်းနည်းနဲ့တိတ်မကွာချတဲ့ပမာဏပဲထွက်လာမယ်လို့ထင်ပါတယ်အဲ့တော့အဲ့ဥစားကိုဘယ်လိုမျိုးတက်ရောက်မှု crypto market ပေါ်မှာရှိမှာလဲအဲ့တော့နောက်တစ်ခုတော့ July 3မှာထွက်မယ်ကျွန်တော် unemployment rate ပဲဖြစ်ပါတယ်သူကလည်းအတူတူပါပဲကျွန်တော် non-farm payroll နဲ့တစ်ချိန်နဲ့ထွက်မဲ့ဥစ္စာပေါ့နော်ဒါကြောင့်အလုပ်တွေအလွန်များပြားလာပြီးအလုပ်လက်မဲ့လူကြီးရလည်းငြိမ့်နေမယ်ဆိုရင်တော့ economy အခြေအနေကောင်းတာကိုဖော်ပြတာကြောင့်ကျွန်တော် Federal Reserve ဆိုရင် rate မခတ်ပဲလက်ရှိအခြေအနေတိုင်းဆက်ရှိနေမှာဖြစ်ပါတယ်ဒါမဲ့လူတွေကတော့အရင်လာတော့ကျွန်တော် 4.2% ထွက်ထားပြီးတော့ကျွန်တော်
ဒီလာမဲ့အချိန်ကျရင် 4.3% ထွက်မယ်ဆိုရင်မျှော်လင့်ထားတယ်ပြောမယ်ဆို Federal Reserve ကို rate cut လုပ်စေချင်တယ်နဲ့တူပါတယ်အဲ့တော့အကယ်ဒူသားကျွန်တော်မကောင်းတဲ့အခြေအနေနဲ့ပေါ့နော်မကောင်းတဲ့အခြေအနေနေရတော့ကျွန်တော်ဟိုအလုံးလက်မဲ့လူကြီးကကျွန်တော်မငြိမ်နေပဲနဲ့ထပ်ပြီးတော့အများကြီးကျွန်တော်ဥပမာဆိုရင် 4.4 လောက်ထွက်လာတယ်ဆိုရင်ကျွန်တော်တို့ economy အခြေအနေတိတ်မကောင်းပြီးတော့အချိန် non fan pay ဥစ္စာတွေအလုပ်သမားတွေရတဲ့ဥစ္စာတွေပို့ပြီးတော့ကျွန်တော်118လောက်ပဲထွက်လာတယ်118သိန်းပေါ့အဲ့လောက်118သိန်းပေါ့100နဲ့105သိန်းလို့အဲ့လောက်ပဲထွက်လာတယ်ဆိုရင်တော့ပြောမယ်အခြေအနေမကောင်းဆိုပြီးတော့ယူဆပြီးတော့ Federal Reserve rate cut ဖို့အတွက်ကျွန်တော်ဥတီလာနိုင်ပါတယ်အဲ့ဥစ္စာဆိုရင်ကျွန်တော် crypto market အတွက်ကောင်းပြီးတော့လက်ရှိအကယ်၍ကျွန်တော်အကယ် environment rate ကဒီတိုင်းပဲနေရဆိုရင်တော့ crypto market အနေနဲ့ကျွန်တော်ဘေးဒဆောင်သွားနိုင်တဲ့အနေအထားမှာဆက်ရှိနေနိုင်တဲ့အခြေအနေရှိပါတယ်ဒါကတော့ကျွန်တော်ဒီဘက်ဒါထွက်လာတဲ့ crypto သတင်းတွေပဲဖြစ်ပါတယ်အဲ့ကျွန်တော် trading view check ကိုတွားပြီးတော့ကျွန်တော်အနေနဲ့ Bitcoin ဒီဘက်ဘယ်သွားမလဲဆိုတဲ့အရာကို price chart မှာချက်လောက်တွားကြည့်အောင်အဲ့ကျွန်တော် price chart အရင်မသွားခင်ကျွန်တော်အရင်ဆုံးပြောချင်တာတော့အကယ်တင်နေတဲ့ buy ပဲအကောင့်မရှိသေးဘူးဆိုရင်ကျွန်တော်ရဲ့ refer code ကျွန်တော် CC dailyဆိုတဲ့ကုတ်ကလေးကိုအသုံးပြုပြီးတော့ဖွင့်ပေးလို့ရပါတယ်အကယ်တင်နေဖွင့်ပေးရဆိုရင်ကျွန်တော်ဆက်ချင်းတင်နေ deposit 100လုပ်ပြီးတော့ကျွန်တော် trading လုပ်မယ်ဆိုရင် spot မှာ trading လုပ်ရဆိုရင်တင်နေ$10ကျွန်တော် USDT အနေနဲ့ကျွန်တော် future မှာ trading လုပ်နိုင်တဲ့ကူပွန်ရနိုင်တဲ့အခြေအနေရှိပါတယ်အဲ့ကူပွန်ဆိုရင်တော့ကျွန်တော်နဲ့ trade လို့ရပြီးတော့အကယ်အဲ့ရနေအမြတ်ရလာဆိုတော့တင်နေရနိုင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တပတ်တာပေါ့နော်ကျွန်တော်တပတ်တာ70အခြေအနေကိုတွားကြည့်မှဆိုရင် BTC ကတပတ်အတွင်းမှာကျွန်တော်9.3ရာခိုင်နှုန်းတက်တဲ့ဥစ္စာတွေပြောမှဆိုရင်တပတ်လုံးတက်နေတဲ့အခြေအနေပေါ့ altcoin တွေကလည်းတက်တယ် Ethereum ဆိုရင် 8% လောက်တက်တယ်ကျွန်တော် channel coin လေးဆိုလဲ Solana ဆိုလဲ 13% လောက်တက်တယ် Hyper Liquid တို့ဘာလို့လဲတက်တဲ့ဥစ္စာတွေ့ရတယ်ကျွန်တော်ဒီမှာဆိုရင်တော့Pangu ဆိုတဲ့ coin တက်တယ်ကျွန်တော် size ဆိုလဲကျွန်တော်တက်တဲ့ဥစ္စာကိုကျွန်တော်70မှာတက်တွေ့ရပြီးတော့ကျွန်တော်တရက်တင်းမှာဆိုလဲကျွန်တော် 7.7 လောက်တက်နေရအောင်ကျွန်တော်တွေ့ရပါအဲ့တော့ကျွန်တော် BTC ချက်ကိုချက်လောက်သွားလိုက်အောင်အဲ့ကျွန်တော် BTC ချက်ကိုသွားငယ်အရင်ဆုံးကျွန်တော်ကြည့်လိုက်ပါဆိုရင်တော့ Bitcoin နဲ့ပတ်စံပြန်ဝင်လာပြီးတော့ကျွန်တော် Greed ရတဲ့ neutral အခြေအနေမှာရှိနေတော့လက်ရှိမှာဆိုရင် market အခြေအနေကပြင်ပြီးတော့အခြေအနေပြန်ပြောင်းလာပြီးအခြေအနေကိုကျွန်တော်တို့တွေ့ရအောင်ပါအဲ့တော့ကျွန်တော် Bitcoin weekly chart ကိုကျွန်တော်ကြည့်မယ်ဆိုရင်တော့ကျွန်တော်အရင်ပတ်တုန်းကပေါ့နော်ကျွန်တော်မျှော်လင့်ထားတဲ့အခြေအနေကဟို Bitcoin အကယ် bearish ဆက်ဖြစ်မယ်ဆိုကျွန်တော်တို့ ਨੇ ဒီ high ကိုတော့မှ trading မလုပ်တင်တော့ဘူးဆိုပြီးကျွန်တော် bearish ကနေဖြစ်တော့ကျွန်တော်တို့ ਨੇ ဆက်ဆင်းတဲ့နေဆိုပြီးကျွန်တော်မျှော်လင့်ခဲ့တာကျွန်တော်မှားသွားတယ်ကျွန်တော်တို့ bullish reaction ပြပြီးကျွန်တော် daily မှာတစ်ခါမှကျွန်တော်တို့မှာ Monday မှာစကြတဲ့အုံဆိုပြီးတက်လာ bullish scan နဲ့အကြီးပဲပေါ့နော်အဲ့ဒီအချိန်မှာသွား short ရဆိုရင်တော့တင်နေပြားတုံနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့လက်ရှိမှာဆိုလဲနောက်ရက်ဒီမှာဆိုလဲ bearish reaction လုံးဝပြတဲ့ဥစ္စာမတွေ့ရဘူးသူနဲ့ bullish price action နဲ့ဆက်ပြီးတော့တက်နေတဲ့ဥစ္စာကိုကျွန်တော်တို့တွေ့ရမှာအဲ့တော့ကျွန်တော် monthly ရဆိုရင်တော့ကျွန်တော်တို့ bullish ဖြစ်တဲ့ဥစ္စာတွေ့ရတယ်ကျွန်တော်လက်ရှိဒီ weekly bullish scan နဲ့အကယ်ဒီပုံစံတိုင်းနဲ့ closing ဖြစ်တဲ့ဆိုရင်နောက်ဘက်ကတော့တက်ပြီးတော့ကျွန်တော်ဒီပေါ်လောက်ထိရောက်အောင်ပေါ့နော်ကျွန်တော်1113032လောက်ထိကျွန်တော်နေရောက်လာတဲ့အနေထားရှိရဲအဲ့တော့သူ့အနေနဲ့ကျွန်တော်ရှင်းတာကတော့ stretcher လုပ်ဖို့အတွက်လိုအပ်နေတယ်တူပါတယ်ဘာဖြစ်လို့ကျွန်တော်ဒီဥစ္စာဆိုရင်တစ်ခါတည်းကျလာတဲ့ movement ကျွန်တော်ဒီလိုမျိုးတစ်ခါတည်းကျလာတာဒီ high ကိုတစ်ခါမှ break မလုပ်တော့ဘူးအဲ့ကျွန်တော်ဒီမှာကြည့်လိုက်မယ်ဆိုရင်ဒီ high ကိုတစ်ခါမှ break မလုပ်တော့ဘူး break မလုပ်တော့တဲ့ကျွန်တော်နေဆက်ပြီးတော့ break လုပ်ပြီးတော့မှအကယ်ကျမယ်ဆိုရင်တော့ဒီနေရာကနေကျလာဖို့ပဲမျှော်လင့်ထားမှာဖြစ်ပါတယ်အဲ့တော့လက်ရှိမှာတက်နေရပေါ့နော်တက်နေတဲ့ဥစ္စာသူတကူတည်းမဟုတ်ဘူးပေါ့ကျွန်တော်ဒီမှာကြည့်မယ်ဆိုရင် S&P 500တို့ဘာလို့ဆိုလဲ order high ကိုပြန်ပြီးရောက်နေတာပေါ့နော်ပြီးတော့အဲ့ချိန်ကျရင် next step တို့ဘာလို့ဆိုလဲ order high ကိုသူတို့ရောက်နေပြီလို့ကြောက် BTC ကလည်းဟိုထပ်ပြီး order high ကတော့ရောက်ပြီးတော့ဗျာတည်ရမှာဒါပေမဲ့သူ့အနေနဲ့ cash out ပေါ့ဟိုတဖြည်းဖြည်းနဲ့သူလည်း like တက်ဖို့အတွက်ကြိုးစားပေါ့အဲ့တော့သူ့အနေနဲ့ဒီဘောကိုနောက်ချိန်တော့ order high ပေါ်နောက်ချိန်ထက်ရောက်လာနိုင်ပြီးတော့အနည်းဆုံးတော့1.254လောက်ထိတော့သူနဲ့ရောက်ဖို့အတွက်မျှော်လင့်လို့ရတယ်အနေထားရှိပါတယ်နောက်ဘက်အတွင်းပေါ့အဲ့တော့ invalidation အောင်ဖားတယ်ကျွန်တော်အကယ်၍ကျွန်တော် BTC ဆက်တက်မယ်ဆိုရင်ဘယ်နေရာတွေကျွန်တော်နေမပြုတ်ကြစေချင်ဘူးလဲအဲ့ဒါကိုပြောရမယ်ဆိုရင်ကျွန်တော်နေ BTC အကယ် trend အနေနဲ့ပေါ့နော်လုံးဝကျွန်တော် bullish trend တစ်ခုနေကြိုးစားမယ်ဆိုရင်တော့သူ့အနေနဲ့ဟိုဒီအောက်ကိုပေါ့နော်106.385.99အောက်ကိုကျွန်တော်နေ candle နဲ့လုံးဝပြုတ်ကြတာမမြင်ချင်ပါဘူးလုံးဝ weight အနေနဲ့ပြုတ်ကြလာတာအဆင်ပြေပါတယ်ကျွန်တော် candle နဲ့ပြုတ်ကြလာမယ်ဆိုရင်တော့
ကျွန်တော်နဲ့ candle close အနေနဲ့ပြုတ်ကျလာမယ်ဆိုရင်တော့ကျွန်တော်နဲ့အနေအများရပါတော့အဲ့တော့သူ့အနေနဲ့အကေပြုတ်ကျလာတယ်ဆိုရင်တော့မှဒီလိုမျိုးလာပြီးတော့မှဒီလိုမျိုးတက်သွားနိုင်တဲ့အခြေအနေကိုမျှော်လင့်ထားတာပါဒါပေမဲ့တခုရှိရဲ့ဥစ္စာကျွန်တော် monthly closing ဖြစ်ဖို့အတွက်နောက်ထပ်နေရပြီတော့နည်းနည်းပဲလို့ရက်ပိုင်းပဲလို့တာဖြစ်တဲ့ကြောင့်ကျွန်တော်ပထမဆုံး30ပေါ့နော်နောက်အန်တီကဘယ်နေ့ကစ30ဆိုတော့တရက်နေ့ကဇူလိုင်စမှာဖြစ်တဲ့ကြောင့်မနေ့ပြန်တော့အကေနည်းနည်းလေးခြေနေမကောင်းဆိုကျွန်တော်ပြန်ကြလာအရင်ဆုံးကြလာတွေ့ရနိုင်တယ်ကြလာတွေ့ရနိုင်ပြီးတော့မှကျွန်တော်ဟိုနောက်ထပ် opening ဖြစ်တဲ့အချိန်မှာကျွန်တော်တို့တက်တဲ့ဥစ္စာလဲကျွန်တော်တို့တွေ့ရနိုင်တဲ့အခြေအနေရှိပါတယ်ဒါမှမဟုတ်ပြန်တော့ဖိုးဘက်လာတဲ့အနေထားရှိတယ်အဲဥစ္စာတော့သတိထားပါအဲ့တော့ overall week year ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ bullish ကန်တဲ့အကြီးတွေ့ရတယ်လုံးဝ bullish reaction ကြီးကိုတွေ့ရတာအဲ့တော့ကျွန်တော်တို့ bullish ဖြစ်တယ်ကျွန်တော်ခဏတော့ပြောတဲ့အတိုင်းပဲ target ကတော့130 all time high အပေါ်132 3,200လောက်ထိကိုရောက်လာဖို့လည်းမျှော်လင့်တယ်လက်ရှိ trend ရဆိုရင်တော့သူ့အနေနဲ့အနည်းဆုံးရောက်မဲ့အရင်ဆုံး level ကတော့109.2ခေါ်အရင်ဆုံးရောက်လိမ့်မယ်ပြီးတော့အချိန်ကျရင်တော့အဲ့ထက်အမြင့်ဆိုရင်တော့ကျွန်တော်130လောက်ကိုတော့ target နှစ်ခုကတော့အရင်ဆုံးအဲ့နှစ်ခုအရင်ဆုံးရောက်မှာပေါ့နော်အဲ့ထက်လုံးဝ bullish ဖြစ်တယ်ဆိုရင်တော့အဲ့နှစ်ခုကိုလုံးဝရောက်ပြီဆိုရင်တော့သူ့အနေနဲ့ဖြစ်နိုင်ခြင်းများလို့ရှိတဲ့ဥစ္စာကတော့ကျွန်တော်အဲ့တစ်နေရာပေါ့နော်3,200ရောက်ဖို့တဲ့အခြေအနေကပိုများပါတယ်အဲ့တော့ဒါဒီပိုင်းတွင်းမှာဆိုရင်တော့ကျွန်တော်ဒီမှာဆိုရင်တော့ retrace ပြီးလည်းပြကျွန်တော် bullish ကန်နေအကြီးနဲ့ကျွန်တော်တက်နေရတွေ့ရတယ်အဲနောက်ထပ်ကန်နေမှာဆိုရင်တော့သူ့အနေနဲ့အပေါ်တော့ break လုပ်ဖို့အတွက်လက်ရှိမှာဆိုရင်တော့အပေါ်တော့ break လုပ်ဖို့အတွက်မပြီးသေးဘူးเนาะအဲ့တော့နောက်တစ်နေရာတက်လာနေတာတသိန်းနဲ့ရှေ့အောင်เนาะokay လက်ရှိအခြေအနေကဒီ range ဥစ္စာက holding လုပ်မယ်ကျွန်တော်အနေနဲ့ကတော့အမှန်တိုင်းပြောရမယ်ဆိုရင်တော့ကျွန်တော်သဘောကျတဲ့ price session ပေါ့နော်အကယ်၍ Monday မှာကျွန်တော်ကြာလာပြီးတော့ဒီအောက်ကိုရောက်ပြီးတော့မှကျွန်တော်เนี่ยပြန်ပြီးတက်တဲ့ဥစ္စာမြင်ချင်တယ်ပေါ့နော်အဲ့တော့ဂျားထဲမှာဆိုရင်တော့အကယ် Monday ကြာလာဆိုရင်တင်နေတဲ့ကျွန်တော်က bullish ဖြစ်တဲ့ user ထားတဲ့အတွက်ကြောင့်ကျွန်တော်เนี่ย Monday မှာဘာမှလုပ်ခွင့်မရှိဘူးကျွန်တော်เนี่ยကြာလာရဲဆိုရင်အကယ်တက်တယ်ဆိုရင်ကျွန်တော်เนี่ยလောင်းအချိန်ကြီးရှာလို့ရမယ်အကယ် Tuesday ပေါ့ Tuesday မှာဆိုရင်bullish can နဲ့တွေ့တယ်အကေ bullish can နဲ့ကျွန်တော်เนี่ยလိုချင်တဲ့နေရာဒီနေရာ bullish can နဲ့ရတယ်ကျွန်တော် solid can နဲ့ juice မှာတွေ့ရဆိုရင်ကျွန်တော်เนี่ยဘောလုံးကြတာပဲတောက်ကြ bullish ဖြစ်တယ်ဆိုပြီးယူဆပြီးကျွန်တော်เนี่ยဒီပေါ်လောက်ထိကိုရောက်ဖို့ထပ်မျှော်လင့်လို့ရတဲ့အခြေအနေရှိပါတယ်အကေတင်းနေတဲ့ Telegram ကို join ရသေးဆိုရင်လည်း join ထားလို့ရပါတယ်အကေကျွန်တော်เนี่ยဒီဥစ္စာကျွန်တော်ဒီဥစ္စာဘယ်အခြေအနေရောက်လာလိုက်နေဆိုတဲ့အရာကိုကျွန်တော်เนี่ย Telegram မှာ share ပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒါကတော့ Bitcoin weekly market outlook ပဲဖြစ်ပါတယ်ကျွန်တော်ဒီဘက်ကို bullish ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် bullish price session တွေကိုပဲကျွန်တော်ပြောလင်ထားဖြစ်ပါတယ်အဲ့တော့ကျွန်တော်အမြင်ကျဆုံးကတော့ကျွန်တော်ဒီအောက်ကိုကျွန်တော်ပြထားတဲ့ white line အောက်ကိုကျွန်တော် closing ဖြစ်သွားရတယ်ကျွန်တော် bearish ပြန်ဖြစ်မှာဖြစ်ပါတယ်အဲ့တော့အကေ bearish ဖြစ်တယ်ဆိုရင်ကြာလာဖို့3,483လောက်ထိကြာလာဖို့အတွက်မျှော်လင့်ထားမှာဖြစ်ပါတယ်အဲ့တော့အဆုံးထိကြည့်ပြီး review ဒီမှာအကေတင်သိချင်တဲ့ all coin share ဆိုလဲ comment down လုပ်ခဲ့လို့ရပါတယ်အဲ့တော့ကျွန်တော်နောက် video ကြားတွေ့ရပါနောက် video ကြားတွေ့ရပါ bye bye